ကဲအဟောင်းကမထွက်တော့ပြက်သွားတော့အတစ်ထရှာတော့နော်ကိုယ်တလုံးအပိုင်ပဲဝင်သွားတယ်အပီပေါမဝင်ဘူးနော်26ရက်နေ့က29ရက်နေ့အတွက်ကအတစ်ထရှာမယ်ဒီကဒီလိုပဲလွယ်ပဲယူတော့မယ်နော်6ရဲ့ဒီ9ရဲ့ဒီ3ရဲ့ပေါင်းမယ်ဒီ6ရဲ့ဒီနေ့ရဲ့ဒီ10ရဲ့ပေါင်းမယ်ဒီနေ့ရဲ့ဒီ1ရဲ့ဒီ9ရဲ့ပေါင်းမယ်ဒီ1ရဲ့ဒီ10ရဲ့ဒီ1ရဲ့ပေါင်းမယ်ဒီလိုလေးပေါ့နော်အဲ့လိုမျိုးဆိုကြည့်လို့ရှင်းသွားရင်နော်ဒီကောင်ကီးပေါ့နော်639ပေါ့နော်939ကီးပြီးတော့6နှစ်8က6ပေါ့နော်6တစ်ကီးပြီးတော့နှစ်တစ်5က8ပေါ့နော်8 3ကီးပြီးတော့တစ်8တစ်က3ပေါ့နော်3 5ကီးရပြီဆိုတော့ break သွားမယ်ဒီနေ့တော့ရှုံမယ်နော် break line သွားမယ်ဆိုတော့ဒီမှာက break က6ရဲ့3ရဲ့နော်ပြီးတော့ဒီနေ့ရဲ့ပေါင်းမယ်နော်6ရဲ့3ရဲ့နေ့ရဲ့ပေါင်းမယ်3ရဲ့နေ့ရဲ့ပြီးတော့ဒီနေ့ရဲ့နော်နေ့3ပေါ့နော်ပြီးတော့တစ်ပြီးတော့ဒီ3ရဲ့နော်တစ်3ပြီးတော့ဒီ3ရဲ့ဒီ8ရဲ့နော်ပြီးတော့ဒီခွန်ရဲ့နော်ဟုတ်မဟုတ်ကျွန်တော်တို့ကြည့်မယ်939ကီး639နှစ်က8 break တစ်လုံးပဲယူကြည့်မယ်နော်ချစ် break တစ်လုံး939ကီး93ဆိုတဲ့10 break 6တစ်ကီးနှစ်3ပေါင်းတော့4 break 3ဆိုတဲ့4 break ထွက်တယ်နော်83ကီး113က5 break ခွန်8ဆိုပြီးတော့5 break ထွက်တယ်နော်
အဲ့ဒီတော့29ရက်နေ့အတွက်က3ည5ကီdate shit date က3ညနော်3ည5ကီခွန် shit 3က shit နော် shit break 3ည5ကီ3ည shit 5 3အဲ့လိုပါနော်အဲ့ဒါကသူအဲ့လိုပြီးနေလို့အဲ့လိုပဲယူလိုက်မယ်နော်မျိုးတို့ကစိတ်မချရင်လည်းဟိုပါပေါ့ဟာလေနှက်ခတ်တွေပါဝါတွေထဲပေါ့နော်3ည5ကီကို shit break လုပ်မယ်နော်3ည shit 5 3ပေါ်ချေပဲနော်ထွဲမထွဲတော့မသိဘူးအဲ့လိုမြင်တာပဲနော်ဘာလို့အဲ့လိုနည်းနည်းပဲယူလဲဆိုတော့အများကြီးနိုင်စေရှင်တယ်ပေါက်စေရှင်တယ်နော်အဲ့တော့ break ရေးပြမယ်နော် shit break shit break option တော့လေး break option တော့5 break နော်option တော့ shit break နော်โอ้ shit break နဲ့စ shit break နဲ့ပိတ်မလားအဲ့လိုဆိုပေါ်ဖို့မိသေးတယ်နော်အဲ့လိုမျိုးပိတ်ပေးမယ်ဆိုရင်ဒီဘေက PK အဲ့ဒါကီရောနော်ကဲဒါတနည်းနောက်တနည်းလာမယ်နောက်တနည်းကကီရတော့မြင်ပြီးသားเนาะဒီကီပဲပြန်ယူမယ်အခါကျတော့ကီ3လုံးယူမရမယ်မဝင်လားဝင်မယ်ထင်တာပဲ1 6 shit ပြီးတော့ shit 3ညပေါင်းတော့ shit 3 1ပေါင်းလဲ shit 3 1ပဲเนาะအောက်က1နဲ့3ပေါင်း4 4 9နှစ်အောက်က2နဲ့9ပေါင်းက1 6 8ဟုတ်ပြီအဲ့လိုရပြီဆိုရင်ကျွန်တော်တို့ break ထပ်သွားမယ်9နဲ့9ပေါင်းshit 8နဲ့3ပေါင်းကလည်း shit 8နဲ့3က1ပါပဲနဲ့ shit တော့နော်1 9နဲ့5ပေါင်းက4 1နဲ့3ညပေါင်းက1နော်2နဲ့2ပေါင်းက4နော်ဒီ
ကောင်းလဲ break က3လုံး key 3လုံးအဲ့လိုယူမယ်နော်9နဲ့9ပေါင်း8 3 1 3နဲ့8ပေါင်းက1 6 8 9နဲ့5ပေါင်းက4 4 9နှစ်3ညနဲ့1ပေါင်းက1 1 6 8နှစ်နဲ့2ပေါင်းက4 4 9နှစ်ထွက်လာမထွက်ဘူးလားနော်ကြည့်ကြည့်မယ်ပြန်စစ်ကြည့်မယ်လေနော်ဖြည်းဖြည်းလေးပေါ့နော်ပြန်စစ်ကြည့်ရင်ဒီက168 key တဲ့83 break တဲ့ဒီမှာ8 key 8 break ဆိုတော့80ထွက်နော်ပြီးတော့83 key 168 break 8 break 3 key နော်53ဆိုတဲ့8 break ထွက်တယ်49နှစ် break 73 key 3 key 1 key 4 break ဒီမှာနော်168 break 49နှစ် key 49နှစ် key နှစ် key 9 key နှစ်9ဆိုတော့1 break ထွက်တယ်နော်ဒီမှာ49နှစ် break 168 key ပေါ့နော်29ရက်နေ့အတွက်တနေ့ကုန်စာနော်49နှစ် break 168 key ကို49နှစ် break လုပ်မယ်နော်ဟုတ်လားဟုတ်ပါတယ်နော်1 3က4 break 1 8က9 break 1 1က2 break နော်အားမယ်ဗျာပြီးတော့6 8က4 break 6 3က9 break 6 6က2 break နော်ပြီးတော့8 key 8 6က4 break ပါပြီးသားမထဲတော့နော်6 8ပါပြီးသား9 break က8 1 8ပါပြီးသားနော်2 break က8 4ခုနကွဲပေါ့နော်ခုနကွဲကနန်းကကိုယ်တလုံးအပိုင်ဒီနေ့ကမှတ်မိရနော်ပတ်တီသမားတွေကမှတ်မိကြလားမသိဘူးအဲ့တော့ကျွန်တော်ပြန်ပြပြနော်ပတ်တီသမားကတတ်ပြလိုက်မယ်ပတ်တီသမားကဲပတ်တီသမားက4ရယ်5ရယ်ပေါင်းတော့9သလုံးအပိုင်းတော့ဒီမှာနော်9ဆင်းတယ်2ရယ်4ရယ်5ရယ်ပေါင်းတော့9အပိုင်းဆိုတော့ဒီ9ဆင်းတယ်နော်မ2ရယ်6ရယ်ပေါင်းတော့10သလုံးအပိုင်းဆိုပြီးတော့ဒီ10ဆင်းတယ်ဒီ6ရယ်
ဒီ6ရဲ့နှစ်တစ်လုံးအပိုင်းဆိုပြီးတော့6ပေါင်းနှစ်ရတယ်တဲ့ကြောင်းနှစ်ဆိုတော့တွေ့နော်ဒီနှစ်ရဲ့ဒီ9ရဲ့ကတစ်တစ်လုံးအပိုင်းဆိုပြီးတော့တစ်3ဆိုပြီးတော့တွေ့နော်ဒီတစ်ရဲ့ဒီ8ရဲ့9တစ်လုံးအပိုင်းဆိုပြီးတော့နှစ်9ဆိုတော့တွေ့နော်ဒီခွန်ရဲ့ဒီ9ရဲ့ပေါင်းတော့နှစ်တစ်လုံးအပိုင်းနော်buying shit buying net buying ပြီးတော့ date buying ပြီးတော့ go buying 9နဲ့စတယ်9နဲ့ဆုံးမလားဆက်ပြီးမလားเนาะကဲ29ရက်နေ့အတွက်ကနေ့တစ်လုံးအပိုင်းနေ့ပတ်တီးတစ်လုံးအပိုင်းပေါ့เนาะအဲ့ဒါကိုကမဲ့ကနန်းရွေးရှင်နေဆိုရင်ကိုပြန်ရှာလိုက်တော့เนาะကျွန်တော်ကလည်းရှာတတ်တော့ဘူးအဲ့ဒါပဲရတယ်เนาะနေ့ပိုင်းဆိုတော့ဒီထဲမှာကနေ့မပါဘူးဒီထဲမှာလည်းနေ့မပါဘူးเนาะခဏက3မျိုးထွက်နေတယ်ထွက်တာကတည်းကမှ2ကြိမ်3853ဒီမှာလည်းမတူခဏမတူเนาะကဲအမျိုးတို့ရေးကြိုက်တာထိုးပြီးတော့เนาะဒီ35ကီချစ်ဘရိတ်ကကိုစိတ်မချနဲ့3လုံးချစ်31ဆိုတော့ထိုးရှင်လည်းထိုးရတယ်เนาะကဲအားလုံးပဲဒီကနေ့ဆက်ပေးပြီးတော့ပေါက်ကြပါစေဗျာပေါက်ပြီးတော့လဲကိုစိတ်နဲ့ပြန်ကျမ်းမာချမ်းသာကြပါစေเนาะ